Hello အားလုံးပဲမင်္ဂလာပါ Cozy Craft မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါမှာကတော့အရင်ချစ်ဖို့ကောင်းတဲ့ဒီအုတ်ထုတ်ထုံနည်းလေးကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ဒါလေးတွေကလေတယောင်နဲ့ထွင်းရင်လည်းလာတယ်လို့အယောင်ဆက်ထိုးလို့ရှင်လည်းအရန်နဲ့မှလာတယ်ပေါ့နော်အုတ်ထုတ်ရဲ့အနောက်ပုံစံလေးကတော့အခုလိုမျိုးအခွဲလေးနဲ့ပေါ့နော်ဒီလိုအုတ်ထုတ်ကိုအနောက်လေးခွဲလိုက်တာကနရွက်လေးကိုလွယ်လွယ်ကူကူနဲ့လုံချုံစေတယ်ပေါ့နော်အခုဗီဒီယိုထဲမှာလူကြီးလူငယ်ဘယ် site အတွက်မဆိုထိုးနိုင်အောင်မှာပတ်တန် charge တွေနဲ့တင်ပေးမှာပေါ့နော်ပြီးတော့ဒီလိုမျိုးကျိုးတန်းလန်းလေးလည်းထည့်ချင်လို့ရှိရင်ထည့်လို့ရအောင်တခါတည်းတင်ပေးသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဒီအုတ်ထုတ်လေးထိုးဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကိုပြောပြပေးမယ်နော်ဒီအုတ်ထုတ်လေးတွေထိုးတဲ့ခါကြလို့ရှိရင်ခြီအမျိုးမျိုးနဲ့ထိုးလို့ရတယ်ပေါ့နော်စမြက်ကတော့စမြက်သုံးထားတဲ့ခြီနှမျိုးကိုပြောပြပါမယ်ဒီယောဂီညိုရောင်အုတ်ထုတ်လေးခါကြတော့စမြက်က romantic country ဆိုတဲ့ခြီနဲ့သုံးထားတယ်ပေါ့နော် romantic country ဆိုတဲ့ခြီနဲ့တုံးမဲ့ဆိုလို့ရှိရင်အုတ်ထုတ်တစ်လုံးအတွက်ဆိုလို့ရှိရင်လူကြီးအတွက်ဆိုရင်100 gram ကြော်ကြော်ကုန်တာဖြစ်တဲ့အတွက်စမြက်တို့ကနှလုံးဆောင်မှရမယ်ပေါ့နော်အခုဒီရောင်စုံလေးခါကြတော့ fairyland လို့ခေါ်တဲ့ဒီ rainbow cake ကလေးနဲ့တုံးထားရပေါ့နော်ဒီ fairyland တစ်စိတ်လေးနဲ့တုံးထားပါတယ်ဒါစမြက်နာမှာအလုံးကတော့မရှိလို့ပေါ့နော်အလုံးနဲ့အကုန်လုံးစမြက်ကတော့တယောင်ချင်းစီအဲ့လိုမျိုးခွဲထုတ်လိုက်တယ်ပေါ့နော်ကိုလိုချင်တဲ့အယောင်လေးတွေအဲ့လိုမျိုးဆက်လို့ရအောင်လို့ပေါ့နော်သူ့ original တစ်လုံးနဲ့ထိုးမဲ့ဆိုလို့ရှိရင်သူ့အယောင်လေးတွေကဒီလိုတွားတယ်ပေါ့နော်ဒါပေမဲ့စမြက်ကဒီလိုမျိုးမလို့ချင်တဲ့အတွက်သူ့ရဲ့ခြီထဲကအယောင်လေးတယောင်ချင်းစီကိုခွဲထုတ်ပြီးမှကိုလိုချင်တဲ့အယောင်လေးနဲ့ဆက်ပြီးမှထိုးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးဆိုသူကဒီဘက်ဘေးရလိုမျိုးလေးရလာတယ်ပေါ့နော်တကယ်လို့ကို့မှာအခုပြောထားတဲ့ခြီတွေမရှိဘူးဆိုလို့ရှိရင်လည်း mid cotton 8 ply mid cotton 4 ply နဲ့ပင်ပူစသဖြင့်ပေါ့နော်ခြီတော်တော်များများနဲ့ဒီအုတ်ထုတ်လေးကိုထိုးလို့ရပါတယ် fairyland ဆိုရဲအခုဒီခြီလေးနဲ့တောင်းမယ်ဆိုလို့ရှိရင်ကတော့အုတ်ထုတ်တစ်လုံးဆိုရင်100 gram ဆိုရင်ကကောင်းကြီးလောက်ပါတယ်နော်ပြီးတော့ S size ကတော့နံပါတ်4နဲ့တုံးပါတယ်တကယ်လို့ကိုမှ S size နံပါတ်4မရှိဘူးဆိုရင် S size နံပါတ်3 3.5 နဲ့လည်းထိုးလို့ရတယ်ပေါ့နော်လိုအပ်တဲ့ပစ္စည်းလေးတွေကဒါလေးတွေပဲဆိုတော့စမတို့အခုစပြီးမှထိုးကြည့်လိုက်ရအောင်နော်အုတ်ထုတ်လေးစထိုးဖို့အတွက်ပထမဦးဆုံး magic ring လုပ်ပါမယ် magic ring လုပ်မယ်ဆိုတော့ဒီလက်ညှိုးနဲ့လက်ကလေးပေါ်မှာဒီခြီစလေးကိုအခုအနေထားတိုင်းတင်ပေါ့နော်ပြီးရင်ခြီလေးကိုတစ်ပတ်အဲ့လိုမျိုးရစ်လိုက်ပါမယ်ရစ်ပြီးပြီဆိုလို့ရှိရင်ဒီခြီလေးကိုခါကြတော့ဒီလက်တကြွယ်လေးနဲ့အဲ့လိုမျိုးထိန်းထားမယ်ပေါ့နော်ကိုက magic ring ကိုဒီပုံစံမဟုတ်လေတခြားပုံစံနဲ့လုပ်တတ်တယ်ဆိုလုပ်လို့ရပါတယ်ပြီးရင်ကတော့ဒီခြီရဲ့အောက်ထဲကနေအက်ကလေးကိုထိုးတွင်းမယ်ဟိုအနောက်ကခြီလေးကိုဆွဲကော့လာမယ်ပေါ့နော်ပြီးရင်ဒီလိုမျိုးတစ်ပတ်ရစ်လိုက်မယ်ရစ်ပြီးတဲ့ခါကျလို့ရှိရင်ဒီမှာခြီနှစ်ကြိုးရှိလို့ရှိရင်ဒီတကြိုးလေးထဲကိုဝင်ပြီးရင်ခြီလေးကိုအဲ့လိုမျိုးဆွဲထည့်လိုက်ပါမယ်နော်ပြီးလို့ရှိရင်ကတော့ဖွမီနှစ်ခါထိုးပါမယ်တစ်ခါနှစ်ခါပြီးလို့ရှိရင်ဒီ magic ring ထဲမှာတိုင်ရှည်12ခါထိုးမယ်ပေါ့နော်ဆိုရင်ခြေကိုတစ်ပတ်ရစ်လိုက်မယ်ဒီတစ်ပေါက်ထဲကိုဝင်မယ်တိုင်ရှည်ဆိုတော့နှစ်ကြိုးတစ်ခါဖြုတ်နှစ်ကြိုးတစ်ခါဖြုတ်မယ်ပေါ့နော်ပြီးရင်ဒီနေရာလေးကိုအစမမေ့အောင်လို့ magic ကလေးနဲ့မှတ်ထားပေးပါနော်ဒါကတိုင်ရှည်တစ်ခါပေါ့နော်ဒီဖွမီနှစ်ခုထိုးလိုက်တဲ့ဟာကတိုင်ရှည်မဟုတ်ဘူးနော်အခုလိုမျိုးပဲ magic ring ထဲမှာတိုင်ရှည်လေးတွေစုစုပေါင်း12ခါထိုးပါမယ်နော်နှစ်ခါ3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163
69 10 9 10 11စနစ်တာရှည်12ခါထိုးပြီးပြီဆိုလို့ရှိရင်ဒီခြေလေးကိုအဲ့လိုမျိုးဆွဲပြီးမှခြုံလိုက်ပါမယ်နော်ပြီးရင်ကတော့ဒီမက်ကျိန်မတ်ထားတဲ့နေရာလေးကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးတဲ့အခါကျလို့ရှိရင်အဲ့ဒီမက်ကျိန်မတ်ထားတဲ့နေရာလေးထဲကိုဝင်ပြီးပြီဆိုလို့ရှိရင်ရှက်ကော်လေးနဲ့အဲ့လိုမျိုးတွင်းလိုက်မယ်ပေါ့နော်ပြီးရင်ကတော့ဖွမီနှစ်ခါထိုးမယ်တဒဒန်တက်ဖို့တက်ဆိုအမြဲတမ်းဖွမီနှစ်ခါထိုးမယ်ပေါ့နော်ဒီရှက်ကော်နဲ့ချိတ်ထားတဲ့ဒီတပေါက်ထဲမှာတပေါက်ထဲကိုတိုင်ရှည်နှစ်ခါထိုးပါမယ်တစ်ခါနှစ်ခါเนาะအစာမေးမှာဆိုရင်ပထမဦးဆုံးတိုင်ရှည်ပေါ်ကဒီ stitch လေးထဲကိုမချိတ်ကလေးနဲ့မှတ်ထားလိုက်ပါမယ်ဒီတဒန်းမခါကျတော့တပေါက်ကိုနှစ်ချက်စီနဲ့တိုင်ရှည်နှစ်ချက်စီနဲ့ပေါ့နော်တိုင်ပွားမယ်အဆုံးထိထိုးရမယ်ပေါ့နော်အဆုံးထိထိုးပြီးရဆိုရင်ဒီ magic ကလေးကိုဖြုတ်လိုက်မယ်ပေါ့နော်
စုစုပေါင်းဒီတန်းမှာကတိုင်လေးတွေ24တိုင်ရှိမယ်ပေါ့နော်ပြီးရင်ကတော့ဒီပထမအဦးဆုံးဒီ stitch ထဲကိုဝင်မယ်ပြီးရင်ရှက်ကော်လေးနဲ့အခုလိုမျိုးချိတ်လိုက်မယ်ပေါ့နော်ပြီးရင်ဖွင့်ပြီးနှစ်ခါထိုးမယ်ဒီရှက်ကော်နဲ့ချိတ်ထားတဲ့ဒီတစ်ပေါက်ထဲမှာတိုင်ရှည်တစ်ခါထိုးပါမယ်ပြီးရင်ကတော့သူ့ဘီနာကတစ်ပေါက်မှာတိုင်ပွားထိုးပါမယ်တိုင်ပွားဆိုတဲ့အတွက်တစ်ပေါက်ထဲကိုတိုင်ရှည်နှစ်ခါထိုးလိုက်တယ်ပေါ့နော်တိုင်ရှည်တစ်ခါတိုင်ပွားတစ်ခါအလဲကျထိုးပေးရမှာပါဆိုတော့တိုင်ရှည်တစ်ခါထိုးတယ်ပြီးရင်သူ့ဘီနာကတစ်ပေါက်မှာတိုင်ပွားထိုးတယ်တိုင်ပွားဆိုတဲ့အတွက်တစ်ပေါက်ထဲကိုတိုင်ရှည်နှစ်ခါထိုးလိုက်တယ်ပေါ့နော်တိုင်ရှည်တစ်ခါတိုင်ပွားတစ်ခါအလဲကျထိုးပေးသွားပါမယ်အဆုံးထိထိုးပေးသွားပေါ့နော်နောက်ဆုံးမှာတိုင်ပွားနဲ့အဆုံးတက်တယ်ပေါ့နော်ပြီးရင်ကတော့ပထမဦးဆုံးတိုင်ရှည်ပေါ်ကဒီ stitch ထဲကိုဝင်ပြီးပြီဆိုလို့ရှိရင်ရှက်ကော်လေးနဲ့ချိတ်လိုက်ပါတယ်ပြီးရင်ကတော့နောက်တစ်တန်းတက်ဖို့အတွက်ဖွင့်ပြီးနှစ်ခါထိုးတယ်ဒီဖွင့်ပြီးနှစ်ခါထိုးထားတဲ့ဒီတစ်ပေါက်ထဲမှာပဲတိုင်ရှည်တစ်တိုင်ထပ်ထိုးမယ်ပေါ့နော်တိုင်ရှည်တစ်ခါတိုင်ပွားတစ်ခါထိုးပါမယ်တိုင်ပွားဆိုတဲ့အတွက်တူပင်နာကတစ်ပေါက်မှာတစ်ပေါက်ထဲကိုတိုင်ရှည်နှစ်ခါထိုးလိုက်ပါရနော်တိုင်ရှည်တစ်ခါတိုင်ပွားတစ်ခါပြီးရင်ကျန်တာအကုန်လုံးခါကြတော့တိုင်ရှည်နှစ်ခါတိုင်ပွားတစ်ခါထိုးမယ်ပေါ့နော်ဆိုရင်တစ်ပေါက်တစ်ချက်နဲ့တိုင်ရှည်လေးတွေနှစ်ခါထိုးလိုက်ပါတယ်ဒီမှာတစ်ချက်ကြည့်နော်တစ်ပေါက်ကိုတစ်ခါပဲတိုင်ရှည်ဝင်ထားတယ်နော်ပြီးရင်နောက်တစ်ပေါက်ထဲကိုလည်းတစ်ပေါက်ကိုတစ်ခါတည်းတိုင်ရှည်ဝင်ထားပါတယ်ပြီးရင်နောက်တစ်ပေါက်မှခါကြတော့တိုင်ပွားပါမယ်တိုင်ပွားမယ်ဆိုတဲ့အတွက်တစ်ပေါက်ထဲကိုတိုင်ရှည်နှစ်ခါထိုးလိုက်ပါတယ်ဟုတ်ပြီနော်အဲ့လိုမျိုးပဲတစ်ပေါက်တစ်ချက်နဲ့တိုင်ရှည်လေးတွေနှစ်ခါထိုးမယ်တစ်ခါနှစ်ခါပြီးရင်နောက်တစ်ပေါက်မှာဆိုရင်ကတော့တိုင်ပွားမယ်တိုင်ပွားမယ်ဆိုတဲ့အတွက်တစ်ပေါက်ထဲကိုတိုင်ရှည်နှစ်ခါထိုးလိုက်ပါတယ်နော်အခုလိုမျိုးပဲတိုင်ရှည်နှစ်ခါတိုင်ပွားတစ်ခါအဆုံးအထိထိုးပြီးသွားလိုက်ပါနော်ဒါကတိုင်ရှည်နှစ်ခါထိုးပြီးလို့တိုင်ပွားတစ်ခါထိုးတဲ့အချိန်မှာနောက်ဆုံးမှာတတိုင်ကျန်တယ်ပေါ့နော်အဲ့ဒီဒီဇိုင်းမှာတိုင်ရှည်လေးတတိုင်ထိုးလိုက်လို့ရှင်ရပါပြီဆိုလို့ရှင်ပထမဦးဆုံးဒီမှာစမစ်တို့တိုင်ရှည်တစ်ခါတိုင်ပွားတစ်ခါလုပ်ခဲ့တယ်ပေါ့နော်နောက်ဆုံးမှာလည်းတိုင်ရှည်တတိုင်ဆိုလို့ရှင်ဒီပပတ်လက်လေးအကုန်လုံးကတိုင်ရှည်နှစ်ခါတိုင်ပွားတစ်ခါအဲ့လိုမျိုးပပတ်လက်ပြန်ပြီးမှဖြစ်သွားလိမ့်မယ်ပေါ့နော်ပြီးရင်သူကိုရှက်ကော်လေးနဲ့ချိန်မယ်နောက်တန်းတက်မယ်ဆိုရင်ဖွင့်ပြီးနှစ်ခါထိုးမယ်ဒီရှက်ကော်နဲ့ချိတ်တဲ့ဒီတစ်ပေါက်ထဲမှာတိုင်ရှည်တစ်ခါထိုးမယ်ပေါ့နော်စုစုပေါင်းတစ်ပေါက်တစ်ချက်နဲ့တိုင်ရှည်လေးတွေ3ခါထိုးလိုက်ပါမယ်တိုင်ရှည်3ခါထိုးမယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်ပွားထိုးပါမယ်တိုင်ပွားဆိုတဲ့အတွက်တစ်ပေါက်ထဲကို2ခါထိုးမယ်ဒီတန်းကတော့လွယ်တယ်ပေါ့နော်တိုင်ရှည်3ခါတိုင်ပွားတစ်ခါအလဲကျထိုးပေးရပါမယ်တိုင်ရှည်3ခါပြီးလို့ရှိရင်ကတော့တိုင်ပွားထိုးမယ်တိုင်ပွားဆိုတဲ့အတွက်တစ်ပေါက်ထဲကို2ခါထိုးမယ်ပေါ့နော်ဒီပုံစံတိုင်းအဆုံးထိထိုးသွားလိုက်ပါနောက်ဆုံးမှာတိုင်ပွားနဲ့အဆုံးတိုက်ရမယ်နော်ပြီးရင်ကတော့ရှက်ကော်လေးနဲ့ချိတ်လိုက်မယ်နောက်တန်းရောက်ပြီပေါ့နော်နောက်တန်းရောက်ပြီဆိုတော့ဖွင့်ပြီး2ခါထိုးမယ်ရှက်ကော်နဲ့ချိတ်တဲ့အပေါက်မှာတိုင်ရှည်တစ်တိုင်ထိုးမယ်ပေါ့နော်တိုင်ရှည်တစ်ခါတူပင်နာတစ်ပေါက်မှာတိုင်ရှည်တစ်ခါတိုင်ရှည်2ခါထိုးပါမယ်တိုင်ရှည်2ခါထိုးပြီးလို့ရှိရင်နောက်တစ်ပေါက်မှာတိုင်ပွားထိုးမယ်တိုင်ပွားဆိုတဲ့အတွက်တစ်ပေါက်ထဲကိုတိုင်ရှည်2ခါထိုးမယ်ပေါ့နော်ပြီးရင်ကျန်တာလေးတွေကတော့တိုင်ရှည်4ခါတိုင်ပွားတစ်ခါထိုးပါမယ်1 2 3လေးနော်တပေါက်တစ်ချက်နဲ့တိုင်ရှည်လေးတွေ4တိုင်ထိုးပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ပေါက်မှာတိုင်ပွားထိုးပါမယ်တိုင်ပွားဆိုတဲ့အတွက်တစ်ပေါက်ထဲကို2တိုင်ထိုးမယ်ပေါ့နော်အဲ့လိုမျိုးပဲတပတ်လည်လုံးထိုးရမယ်ပေါ့နော်တိုင်ရှည်4ခါ1 2 3 4တိုင်ရှည်4ခါတိုင်ပွားတစ်ခါအဲ့လိုမျိုးတပတ်လည်လုံးထိုးရပေးလိုက်ပါမယ်နော်ပြီးရင်နောက်ဆုံးမှာ2တိုင်ပဲကြံတယ်ပေါ့နော်2တိုင်ဆိုရင်တစ်ပေါက်တစ်ချက်နဲ့တိုင်ရှည်လေးတွေထိုးပြီးသွားလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်စမြတ်တို့ကအစမှလည်း2တိုင်ထိုးလာတယ်ဘိတ်ဆုံးမှလည်း2တိုင်ပေါ့နော်ဒါကတိုင်ပွားတွေ့လားတိတာရနော်တစ်ပေါက်ထဲမှာတိုင်လေး2တိုင်ပွားထားတာဆိုလို့ရှိရင်ပပတ်လဲ1 2 3 4တိုင်4တိုင်တစ်ခါတိုင်ပွားတစ်ခါအဲ့လိုဖြစ်သွားလိမ့်မယ်ပေါ့နော်ပြီးရင်ဆက်ထိုးအောင်မယ်ဆက်ထိုးအောင်မယ်ဆိုတော့ဒါကတိုင်ရှည်4တိုင်တစ်ခါတိုင်ပွားတစ်ခါဆိုရင်နောက်တန်းကတော့တိုင်ရှည်5တိုင်တိုင်ရှည်5တိုင်တိုင်ပွားတစ်ခါအဲ့လိုပြီးလုပ်မှာပေါ့နော်ဆိုတော့တစ်ခါ2ခါ3ခါ4ခါ5ခါတိုင်ရှည်5ခါထိုးပြီးလို့ရှိရင်ဒီမှာတိုင်ပွားတစ်ခါထိုးပါမယ်
နော်အဲ့လိုမျိုးပတ်လက်ထိုးရမယ်တိုင်ရှည်9ခါတိုင်ပွားတစ်ခါပေါ့နော်နောက်ဆုံးမှာဆိုလို့ရှိရင်သူကတိုင်ပွားနဲ့အစုံတက်ပါမယ်နော်အခုဆိုလို့ရှိရင်တိုင်ရှည်9ခါတိုင်ပွားတစ်ခါအထိထိုးပြီးရိုက်ပေါ့နော်အဲ့ဒီအခြေအနေမှာစမြဲ size ကဒီလောက်ရပါတယ်ဒီလောက်ဆိုတာကဒါက6လက်မခွဲကြော်လောက်ရတယ်ပေါ့နော်6လက်မခွဲကြော်လောက်ဆိုလို့ရှိရင်ဒီနေရာမှာစမြက်ကရက်ထားလိုက်ပါတယ်ဆိုတော့လူကြီး site ထိုးမဲ့ဆိုလို့ရှိရင်ဒီဝင်းကျင်ကအဆင်ပြေတယ်ပေါ့နော်ဒီနေရာမှာတခြားကိုကြိုက်တဲ့ size ကိုဘယ်လိုမျိုးချိန်ရမလဲဆိုတဲ့အခါကြလို့ရှိရင်ဒီ chat လေးနဲ့လုပ်လို့ရတယ်ပေါ့နော်ဒါကတော့ Smith Pinterest ကဒီ chat ကိုပဲယူထားတာဆိုတော့ screenshot လေးရိုက်ထားလို့ရှိရင်လည်းရပါတယ် screenshot လေးရိုက်လိုက်ပေါ့နော်ဆိုတဲ့အခါကျတော့ဒါ Smith ကလူကြီး size မို့လို့ဒီလောက်နဲ့ထိုးရပေါ့နော်တကယ်လို့ကလေး size ဆိုလို့ရှိရင်ဒီမှာ3နှစ်ကနေ9နှစ်အထိဆိုလို့ရှိရင် 5.73 inches တဲ့9.3လက်မပေါ့နော်အဲ့လောက်ဝင်ကျင်ရတယ်တော့အတိအကျမဟုတ်လို့ရှိရင်လည်းအိုက်ဂျာလေးတွေကဟာလေးတွေဆိုရတယ်ပေါ့နော်အခုမှဒီ newborn ပေါ့နော်အခုမှမွေးခါစလေးအတွက်ဆိုလို့ရှိရင်ဒီကနေဒီထိတိုင်းကြည့်လိုက်လို့သူ့ရဲ့အပြားက3.8နှစ်လက်မလောက်ရလို့ရှိရင်ရရပေါ့နော်8နှစ်အတိမဟုတ်လို့ရှိရင်လည်းသူ့ရဲ့အပေါ်အောက်နည်းနည်းလေးအတိုးအလျှော့ဝင်ကျင်ဆိုလို့ရှိရင်ဒါလေးကရပါတယ်เนาะအခုကစမြက်ကတော့ဒီadapt medium size လောက်ကလေးထိုးမယ်ပေါ့เนาะadapt medium size ဆိုတဲ့အခါကျတော့ဒါကို6.69ပေါ့เนาะအဲ့လောက်အထိရောက်အောင်ထိုးလို့ရတယ်ဒါပေမဲ့စမြက်တိုင်းကြည့်လိုက်တဲ့အခါကျတော့ဒါက6.69အဲ့လောက်တော့ရှိမယ်ထင်တယ်ပေါ့เนาะဒီမှာ6.69ဆိုတာ6လက်မနဲ့ဒီ6စိတ်ကျော်ဆို6လက်မနဲ့9စိတ်ထားလိုက်ပါတော့အဲဆိုရင်ဒါကအဲ့လောက်ရှိရဆိုတော့ဒါကွက်တိပဲပေါ့နော်တကယ်လို့ကွက်တိမကြောက်ဆိုလဲနည်းနည်းပါးပါလိုတာပိုတာကတော့ကိစ္စမရှိပါဘူးเนาะတကယ်လို့ဒီလူကြီး size ကိုမှခေါင်းတော်တော်ကြီးတဲ့ size ဆိုလို့ရှိရင်ကတော့ဒီကနေဒီထိတိုင်းကြည့်လိုက်လို့9လက်မလောက်ဆိုရရပေါ့နော်ပြီးတော့ဒါကခြီထိုးတဲ့ခြီထိုးတဲ့အုတ်ထုတ်တွေဖြစ်တဲ့အတွက်ဒီခြီထိုးတွေကသူ့နည်းနည်းပါဆွဲကြတော့လုပ်လို့ရရပေါ့နော်ဆိုတော့လူတာပူတာကတော့နည်းနည်းပါလေးအရော့အတင်ရှိတာကိစ္စမရှိဘူးစောနာကချက်အတိုင်းကိုမှထိုးလိုက်လို့ရပါတယ်ကဲကိုလိုချင်တဲ့အဝိုင်းကိုထိုးပြီးသွားပြီပေါ့နော်ဘယ်လိုချိန်ကြီးရမလဲဆိုတော့လည်းပြောပြပြီနော်စောနာကချက်ကလေးနဲ့ချိန်လိုက်လို့ရရနော်ဆိုတဲ့အခါကျတော့ဒါဆူမြတ်တိုနောက်တန်းဆက်ထိုးမယ်ဆိုတော့အခုကတော့ဒီအုတ်ထုတ်ရဲ့ body ပတန်လေးထပ်လာမယ်ပေါ့နော်wifa ပတန်ပေါ့နော် wifa လားဘီစကောလားမသိဘူးစမြလည်းပြောရှင်တယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ဖူမီနှစ်ခုထိုးမယ်ဖူမီနှစ်ခုထိုးမယ်ထိုးပြီးပြီဆိုလို့ရှိရင်ဒီမှာစမြတို့ဒါပထမအဦးဆုံးတိုင်ရှည်လေးမို့လားဒါကဖူမီနှစ်ခုထိုးထားတာဒါကတိုင်ရှည်ပေါ့နော်ဒီတိုင်ရှည်လေးကိုဘယ်လိုထိုးမလဲဆိုတာတခြားကြည့်ထားပါခြေလို့တစ်ပတ်ရေးလိုက်မယ်ဒီတိုင်ရှည်လေးကိုဒီအနောက်ကနေဒီအတွင်းကိုပေါ့နော်ဒီတိုင်ရှည်ပထမဦးဆုံးတိုင်ရှည်လေးကိုအဲ့လိုမျိုးလှုပ်လိုက်ပါမယ်ပြီးပြီဆိုလို့ရှိရင်ခြေလေးကိုဆွဲကော့လာမယ်တိုင်ရှည်ထိုးမယ်ပေါ့နော်ဒါကတော့ရှေ့ကော်ပေါ့နော်ရှေ့ကော်ဆိုတော့ front post DC ပေါ့နော်ပြီးရင်နောက်ဟာလေးတွေကနောက်ကော်လုပ်ပါမယ်နောက်ကော်ဆိုလို့ရှိရင်ဒီကနေဒီထဲကိုအဲ့လိုမျိုးလေးဝင်မယ်ပေါ့နော်ဆွမ်းနာရှေ့ကော်တော့ကတိုင်ကိုအဲ့လိုမျိုးကော်ထားတယ်ပေါ့နော်အခုကတော့ Smith တို့နောက်ကော်ထိုးပါမယ်နောက်ကော်ထိုးမှဖြစ်တဲ့အတွက်ခြေလေးကိုတစ်ပတ်ရေးလိုက်မယ်ဒီတိုင်လေးရဲ့ဒီအနောက်ကနေဒီလိုမျိုးဒီတိုင်လေးကိုပတ်ပြီးမှပေါ့နော်အဲ့လိုမျိုးယူထားပါမယ်ပြီးရင်တိုင်ရှည်ထိုးပါမယ်တစ်ခါပြီးရင်ခြေလေးကိုတစ်ပတ်ရေးမယ်ပြီးရင်နောက်သူ့ဘီနာတတိုင်ကိုအဲ့လိုမျိုးပြန်ကိုပါမယ်ဟုတ်ပြီနော်အဲ့ဆိုဒီလိုပုံစံလေးရပါမယ်နော်ပြီးရင်ကတော့နောက်တစ်ခုကတော့အရှိကောဆိုတဲ့အတွက်ဒီတိုင်ကိုဒီလိုမျိုးအရှိကနေအဲ့လိုကော်ပြီးမှယူပါမယ်သူကအရှိကောတစ်ခါအနောက်ကောနှစ်ခါပေါ့နော်အနောက်ကောဆိုရင်ဒီတိုင်ရဲ့ဒီအနောက်ကနေဒီထဲကိုအဲ့လိုမျိုးလေးယူပါမယ်ပြီးရင်ခြေလေးကိုဆွဲကော်မယ်တစ်ခါနှစ်ခါနောက်ကောနှစ်ခါပြီးလို့ရှိရင်အရှိကောတစ်ခါလာမယ်ဟုတ်ပြီနော်အဲ့လိုမျိုးပဲအဲ့လိုမျိုးနောက်ကောနှစ်ခါအရှိကောတစ်ခါအဲ့လိုမျိုးစမြတို့အစုံထိထူပြီးတော့လိုက်မယ်နော်ရှေ့ကောနောက်ဆုံးမှခါကျတော့ဒီနှစ်ခုကျန်တယ်ပေါ့နော်အဲ့နှစ်ခုကတော့နောက်ကောနှစ်ခါနဲ့အစုံတက်ပါမယ်တစ်ခါနှစ်ခါပြီးရင်ပထမဦးဆုံးတိုင်ရှိခဲ့ဒီstitch လေးထဲကိုဝင်မယ်ဝင်ပြီးပြီဆိုလို့ရှိရင်
ရှက်ကော်လေးနဲ့ချိတ်လိုက်မယ်ပေါ့နော်ပြီးရင်တဒန်းတက်ဖို့အတွက်ဆိုရင်ဖုန်မီနှစ်ခါထိုးမယ်စောနာကဒီရှေ့ကော်ဆွဲထားတဲ့နေရာလေးပေါ့နော်အဲ့အထဲကိုဝင်မယ်ဝင်ပြီးလို့ရှိရင်ရှေ့ကော်ပြန်ပြီးမှထိုးပါမယ်နော်ပြီးရင်ကတော့ဒီနှစ်ခုခါကျတော့တိုင်ရှည်ထိုးမယ်ပေါ့နော်ရိုးတပေါက်တစ်ချက်နဲ့တိုင်ရှည်ထိုးမယ်တစ်ခါနှစ်ခါတိုင်ရှည်နှစ်ခါထိုးပြီးရင်ဒီမှာရှေ့ဆွဲနေရာရောက်ပြီးရှေ့ဆွဲနေရာကိုရှေ့ဆွဲလေးပြန်ထိုးမယ်ပေါ့နော်ပြီးရင်ကျန်တာကတော့ဒီမှာအလဲနှစ်ခုခါကျတော့ရိုးတိုင်ရှည်ပဲထိုးပါမယ်ပြီးလို့ရှိရင်ဒီမှာရှေ့ဆွဲနေရာရောက်ပြီပေါ့နော်ဒီရှေ့ဆွဲနေရာခါကျတော့ရှေ့ဆွဲလေးထိုးပါမယ်နော်ရှေ့ဆွဲကလွယ်တယ်နော်ဒီထဲကိုပဲဝင်လိုက်ရုံပဲပေါ့နော်တိုင်ရှည်နှစ်ခါရှေ့ဆွဲတစ်ခါအဲ့လိုမျိုးစမြတ်တို့အဆုံးထိပလေထိုးသွားလိုက်မယ်နော်နောက်ဆုံးမှာတိုင်ရှည်နှစ်ခါနဲ့အဆုံးတက်တယ်ပေါ့နော်ဆိုရင်ဒီနေရာမှာစမြတ်တို့ရှက်ကော်နဲ့မချိတ်တော့ဘူးဒီနေရာနေဆိုင်မှာဒီလိုမျိုးအနောက်ကိုခွဲလေးလုပ်မယ်ပေါ့နော်ခွဲလေးလုပ်ပါမယ်အဲ့လိုမျိုးခွဲလေးလုပ်လိုက်လို့ရှိရင်သူကနရွက်လေးပါလုံနေပေါ့နော်ဆိုရင်ဖုန်မီနှစ်ခုထိုးမယ်လဲပဲပြီးတဲ့ခါကျလို့ရှိရင်ရှေ့ကော်နှစ်ခါလာပါမယ်ချီကိုတပတ်ရေးလိုက်မယ်စောနာသူ့အောက်ကဒီတိုင်လေးရှိရပေါ့နော်အဲ့ဒီတိုင်လေးကိုဒီလိုမျိုးလေးကော်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကတော့ရိုးတိုင်ရှိပဲထိုးပါမယ်တခါနောက်ဆုံးနေရာလေးတွေမိမှာဆိုလို့ရှိရင် magic ကလေးနဲ့မှတ်ပြီပေါ့နော်မမေ့ခဲ့နဲ့ပေါ့နော်ကို့ချီနေကိုတီးပါကိုကမေးတက်လို့ရှိရင် magic ချိတ်လာပါကိုကမမေ့တက်ဘူးဆိုမချိတ်လဲရပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကိုလည်းရှေ့ကိုထိုးပါမယ်ရှေ့ကိုဆိုတော့ချီလေးကိုတစ်ပတ်ရက်မယ်နောက်တစ်ပေါက်ကိုလည်းအဲ့လိုမျိုးပေါ့နော်ဒီလိုပုံစံလေးနော်ဒီလိုပုံစံလေးရှေ့ကိုလုံးမယ်ပြီးရင်တိုင်ရှည်ထိုးမယ်ပြီးလို့ရှိရင်နောက်တစ်တိုင်းမှာရိုးတိုင်ရှည်ပဲထိုးမယ်ပေါ့နော်ပြီးလို့ရှိရင်ရှေ့ကော်ပြန်လာမယ်ဆိုရင်ဒီလိုမျိုးကော်လိုက်မယ်တခါပြီးဒီတိုင်လေးကိုလည်းနောက်ထပ်အဲ့လိုလေးပေါ့နော်အဲ့လိုလေးလုပ်လိုက်ဒါဆိုရင်ရှေ့ကောနှစ်ခါဖြစ်သွားပါပြီပြီးရင်ကတော့ရိုးတိုင်ရှည်တစ်တိုင်းလာမယ်ပေါ့နော်ပြီးရင်ရှေ့ကောနှစ်ခါလာပါမယ်ဆိုရင်ဒီလိုမျိုးလေးပြန်လုပ်မယ်တခါနှစ်ခါပြီးရင်တိုင်ရှည်တစ်ခါအခုလိုမျိုးပုံစံအတိုင်းပဲအဆုံးထိတူရမယ်နော်ရှေ့ကောနှစ်ခါတိုင်ရှည်တစ်ခါရှေ့ကောနေရာလေးတွေကဒီလိုမျိုးအပူလေးတွေဖြစ်နေမယ်နော်ဒီမှာရှေ့ကောနှစ်ခါထိုးပြီးပြီဆိုရင်နောက်ဆုံးဒီတစ်တိုင်းမှာစမစ်တို့ရိုးတိုင်ရှည်လေးပဲထိုးလိုက်မယ်ပေါ့နော်ဟုတ်ပြီနော်ဒီလိုပုံစံလေးပါပြီးရင်နောက်တစ်တန်းတွားမယ်ဆိုရင်ဖုန်မီနှစ်ခါထိုးမယ်လဲမယ်ဟုတ်ပြီနော်လဲမယ်ပြီးလို့ရှိရင်ချီလေးကိုတစ်ပတ်ရစ်လိုက်မယ်ရစ်ပြီးတဲ့ခါကျလို့ရှိရင်ဒီနေရာမှာရှေ့ကော်လေးထိုးမယ်ပေါ့နော်ရှေ့ကော်ထိုးမယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီချီလေးကိုဒီအနောက်ကနေအဲ့လိုမျိုးတစ်ပတ်ပတ်လိုက်မယ်ပေါ့နော်ဒီမှာချီလေးကိုတစ်ပတ်ရစ်မယ်ဒီနောက်ဆုံးတစ်တိုင်ကိုဒီအနောက်ကနေဒီလိုမျိုးပေါ့နော်ရှေ့ကော်လေးဆွဲလိုက်ပါမယ်ပြီးရင်တိုင်ရှည်လေးထိုးမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီနေရာလေးမှာမတ်ကျိတ်မှတ်ထားနော်တကယ်လို့ကိုကအစတွေမေ့တန်ရင်မမေ့နဲ့နော်မတ်ကျိတ်မှတ်လို့မတ်ကျိတ်မှတ်ဖို့မမေ့နဲ့နော်ပြီးလို့ရှိရင်ဒီမှာခါကျတော့စမက်တို့ကတိုင်ရှည်နှစ်ခါထိုးပါမယ်ပြီးရင်ဒီနေရာမှာရှေ့ကော်ပြန်ထိုးပါမယ်နော်ပြီးရင်တိုင်ရှည်နှစ်ခါထိုးမယ်တစ်ခါနှစ်ခါတိုင်ရှည်နှစ်ခါထိုးပြီးလို့ရှိရင်ဒီမှာရှေ့ကော်နေရာမှာရှေ့ကော်ပြန်ပြီးမှထိုးပါမယ်နော်ကဲအဲ့လိုမျိုးပုံစံတိုင်းပဲအဆုံးထိထိုးပြီးတော့လိုက်ပါကဲနောက်ဆုံးမှာကတော့စမစ်တို့တိုင်ရှည်နှစ်ခါနဲ့ဆုံးမယ်ပေါ့နော်ဆိုရင်ဒီမတ်ကျိတ်မှတ်ထားတဲ့နေရာလေးကိုဖြုတ်လိုက်တဲ့နေရာမှာတိုင်ရှည်လေးတစ်ခါထိုးလိုက်မယ်ပေါ့နော်ဟုတ်ပြီနော်ပြီးရင်ဖုန်မီနှစ်ခုထိုးမယ်လဲမယ်စောနာကဒီတဒန်းနဲ့တူသွားပြီပေါ့နော်ဆိုတဲ့အခါကျတော့ဒီနေရာမှာရှေ့ကောနှစ်ခါနဲ့စမယ်တခါပြီးမတ်ကျိတ်နဲ့မှတ်ထားပေါ့နော်ပြီးနောက်ဒီနေရာမှာရှေ့ကောနှစ်ခါတစ်ခါပေါ့နော်တော့ရှေ့ကောနှစ်ခါပြီးပြီဆိုရင်နောက်တစ်ပေါက်မှာရိုးတိုင်ရှည်တစ်ခါထိုးပါမယ်နော်ရှေ့ကောနှစ်ခါရိုးတိုင်ရှည်တစ်ခါထိုးပါမယ်နော်ဒါကစောနာက row number 3လိုမျိုးပဲပေါ့နော်
တခါနှစ်ခါရှေ့ကောနှစ်ခါပြီးလို့ရှိရင်ရိုးတိုင်ရှည်တစ်ခါထိုးမယ်နော်အဲ့လိုပုံစံတိုင်းပဲအဆုံးထိထိုးပြီးသွားလိုက်ပါဒီမှာရှေ့ကောနှစ်ခါနောက်ဆုံးမှာရိုးတိုင်ရှည်တစ်ခါနဲ့ပေါ့နော်အဆုံးတက်ပါတယ်ဒါကပတ်တန်3နဲ့အတူတူပဲပေါ့နော်ပြီးရင်နောက်တစ်တန်းဆိုလို့ရှိရင်လည်းဖူမီနှစ်ခုထိုးမယ်လဲ့မယ်ဒါကပတ်တန်4နဲ့တူသွားပြီပတ်တန်4နဲ့တူသွားပြီဆိုလို့ရှိရင်ကတော့ဒီအရှိကောတစ်ခါတိုင်ရှည်နှစ်ခါပေါ့နော်အဲ့လိုမျိုးသွားပါမယ်ဆိုရင်သဘောတရားနားလဲမယ်နဲ့တွေ့ပေါ့နော်ကျန်တာတဲ့အကုန်လုံးခါကြတော့ဒီပတ်တန်3နဲ့ပတ်တန်4ပဲပေါ့နော်အလဲကြားလုပ်ပြီးသွားလိုက်လို့ရှိရင်ရပါတယ်ဆိုတော့ကိုလိုချင်တဲ့အရှည်ရောက်တဲ့အထိထိုးလိုက်ပါနော်ဒီပုံစံအတိုင်းပဲတဒန်းပြီးတဒန်းကိုလိုချင်တဲ့အရှည်ရောက်တဲ့အထိပတ်တန်3နဲ့4ကိုကြွပြီးမှထိုးပြီးသွားလိုက်ပါဒီအုတ်ထုပ်လေးကိုကတော့6ကန်းရောက်တဲ့အထိထိုးထားလိုက်ပါတယ်ဒီဝေဖာပတ်တန်လေးတွေစုစုပေါင်းအကွက်လေးတွေ6ကန်းရောက်တဲ့အထိပေါ့နော်စုစုပေါင်း12တန်းရှိတယ်အကန့်လေးတွေအနေနဲ့ဆိုကတော့6ကန့်ရှိပါတယ်6ကန့်ထိုးထားလိုက်တယ်ပေါ့နော်ထိုးထားလိုက်တဲ့အချိန်မှာသူ့ရဲ့အမြင်ကဘယ်လောက်ရှိတယ်လဲဆိုတဲ့အခါကျတော့ဒီပေါ်ကနေဒီကိုဆိုရင်ဒီမှာ9လက်မလောက်တော့ရှိရပေါ့နော်တကယ်လို့ကလေးအတွက်ထိုးမဲ့ဆိုလို့ရှိရင်ကတော့6လက်မလောက်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော်သို့မဟုတ်ကိုထိုးပေးခြင်းတဲ့ကလေးရှိလို့ရှိရင်ကတော့ကလေးကောင်းကိုစုပြီးမှအဆင်ပြေတဲ့ size ဆိုလို့ရှိရင်ရရပေါ့နော်စမြစ်ကတော့ဒါဒီလောက်ပဲထိုးပါမယ်6လက်မခွဲကျော်9လက်မဝင်ကျင်ပါပဲတလားဘာလို့လဲဆိုတော့နောက်ထပ်2တန်းကစမြစ်တို့အနာကိုရအောင်မဆိုတော့လေဆိုတော့အခုအနာကိုပါမယ်နော်အဲ့ဒီတော့ဒါကဒီလိုမျိုးထိုးလာတဲ့အနေထားပေါ့နော်ဒီမှာအလားဘက်ကနေဒီလိုထိုးလာတဲ့အနေထားလေးပါရောက်ပြီဆိုတော့ချီအယောင်ပြောင်းမဲ့ဆိုတဲ့အတွက်ပေါ့နော်လွယ်လွယ်လေးပဲဖုန်မီတစ်ခုထိုးပြီးမှဖြတ်လိုက်မယ်တကယ်လို့ကိုကတက်ယောင်နဲ့ထိုးမှအယောင်မဆက်ဘူးဆိုလို့ရှိရင်ကတော့ဒီအနာကိုဖြတ်ထုတ်စရာမလိုပေါ့နော်ဆွမြက်ကတော့ဖြတ်ထုတ်လိုက်ပါမယ်ပြီးလို့ရှိရင်ဆွမြက်ကလေဒီအနာကိုတက်နှစ်တန်းကိုဒီအယောင်မလိုခြင်းတို့ဖြတ်ထုတ်လိုက်တာပေါ့နော်ဒီအထိတ်ကအဝါရောင်လေးထည့်မယ်ဆိုတော့ဒါကိုဖြုတ်ပြီးမှဒီအဝါရောင်မဟုတ်ဘူးဒါလေးကလိမ္မော်ရောင်လေးပေါ့နော်လိမ္မော်ရောင်လေးပြန်ပြီးမှထည့်ထူပါမယ်ဆိုတော့ဒီအရောင်ကသူ့ရဲ့အနာကွတ်နေရာမှာမထားချင်လို့ပေါ့နော်ဆိုတော့သူကဒီကနေပြီးသွားပြီဆိုရင်စမစ်တို့ဒီဘက်ကိုပြန်သွားရမယ်မဟုတ်လားဆိုတော့ဒီထဲကိုပြန်ဝင်မယ်ဒီချီလေးကိုဆွဲယူလိုက်မယ်ပြီးရင်ဖွမီတစ်ခါနှစ်ခါထိုးမယ်ပေါ့နော်တကယ်လို့ကိုကအယောင်မပြောင်းမှုဆိုရင်ကတော့ဒီပုံစံအတိုင်းလေးပဲဆက်ပြီးမှထိုးလိုက်ပေါ့နော်ပြီးရင်ဒီဘက်ကိုလဲမယ်တပေါက်တစ်ချက်နဲ့တိုင်ရှည်လေးတွေထိုးလိုက်ပါမယ်နော်စမြတ်တို့ဗလဲရှေ့ကောနောက်ကောတွေဘာမှမလုပ်တော့ဘူးเนาะတပေါက်တစ်ချက်နဲ့တိုင်ရှည်လေးတွေအဆုံးထိထိုးပြီးသွားလိုက်ပါမယ်ဒီချီလေးတွေကတခါတည်းဒီထဲမှာထည့်ဖွက်သွားတယ်ပေါ့နော်နောက်တန်းထိုးဖို့အတွက်ဖွမီနှစ်ခါထိုးမယ်ပေါ့နော်ပြီးလို့ရှိရင်လဲ့မယ်တပေါက်တစ်ချက်နဲ့တိုင်ရှည်လေးတွေအဆုံးထိပြန်ထိုးမယ်ပေါ့နော်စမစ်တို့ကဒီနေရာမှာအနာကုတ်ကိုတိုင်ရှည်နှစ်တန်းထိုးရပေါ့နော်ဆိုတော့ဒါဒုတိယမြောက်အတန်းတပေါက်တစ်ချက်နဲ့တိုင်ရှည်လေးတွေအဆုံးထိထိုးပြီးသွားလိုက်ပါမယ်နော်နှစ်တန်းအနာကွတ်မယ်ပြီးဆိုလို့ရှိရင်နောက်ထပ်တိုင်တူနဲ့အနာကွတ်မယ်ပေါ့နော်ဒီတစ်ခါတိုင်တူကတိုင်တူဇောက်ထိုးသွားတဲ့နီးနဲ့အနာကွတ်ပါမယ်ဖွမီတစ်ခုပဲထိုးမယ်ပေါ့နော်ပြီးလို့ရှိရင်ချီထွက်နေတဲ့အပေါက်ကနေလို့ရှိရင်ဒုတိယမြောက်ပေါ့နော်ဒီအပေါက်လေးထဲကိုအက်ကလေးကိုဒီဘက်ကနေအလိုလေးဝင်လိုက်ပါမယ်ဝင်ပြီးချီလေးကိုဆွဲကော်လာတိုင်တူလေးထိုးလိုက်မယ်ပြီးရင်သူ့ရဲ့ဘေးနောက်တစ်ပေါက်ထဲကိုပြန်သွားမယ်ပေါ့နော်သူ့ရဲ့ဘေးတစ်ပေါက်ထဲကိုတွားမယ်ချီလေးကိုဆွဲကော်လာတိုက်တိုလေးပြန်ထူပါမယ်ပြီးလို့ရှိရင်ကတော့ဒီအနောက်တစ်ပေါက်ထဲကိုအဲ့လိုပြန်သွားမယ်ပေါ့နော်ကြော့ပြီးမှအဲ့လိုမျိုးသွားလိုက်မယ်နော်နောက်တစ်ပေါက်ထဲကိုတွားမယ်ချီလေးကိုဆွဲကော်လာမယ်တိုက်တိုထူမယ်နောက်တစ်ပေါက်ထဲကိုတွားမယ်ချီလေးကိုဆွဲကော်လာမယ်တိုက်တိုထူမယ်နောက်တစ်ပေါက်ထဲကိုတွားမယ်ချီလေးကိုဆွဲကော်လာမယ်တိုက်တိုထူမယ်ဒါဆို तू ကဒီလိုမျိုးအလိမ်လိမ်လေးဖြစ်သွားပြီပေါ့နော်
အခုလိုပုံစံအတိုင်းပဲအစုံထိထိုးပြီးသွားလိုက်ပါနော်အစုံထိထိုးပြီးသွားပြီပေါ့နော်အစုံထိထိုးပြီးသွားပြီဆိုလို့ရှိရင်ဖွတ်မီတစ်ခုထိုးပြီးမှညက်ဖြတ်လိုက်ပါနော်ပြီးချီစလေးတွေအနောက်မှာတသိမ့်ပါမယ်အခုကတော့ကြိုးတန်းတန်းလေးလုပ်မယ်ပေါ့နော်ဆိုတော့ခြီလေးကိုချုပ်ဖို့အတွက်နည်းနည်းရှိရှိလေးခြံထားလိုက်မယ်ပြီးရင်ကတော့ slim knot လေးလုပ်ပါမယ်ပြီးရင်ကတော့ဖွတ်မီ၄ခါထိုးမယ်ပေါ့နော်1 2 3 4ဖွတ်မီ၄ခါထိုးပြီးလို့ရှိရင်ခြီလေးကိုတစ်ပတ်ရက်လိုက်မယ်ဒီပထမဦးဆုံးဒီဖွတ်မီပေါ့နော်ပထမဦးဆုံးဒီဖွတ်မီလေးထဲကိုဝင်ပြီးခြီလေးကိုဆွဲကောအပေါ်မှာကြိုး၃ကြိုးရှိမယ်ဆိုရင်အရှိ2ကြိုးလွတ်လိုက်မယ်ချူတစ်ပတ်ရက်မယ်ဒီစောနာကဒီတစ်ပေါက်ထဲကိုပဲပေါ့နော်ဝင်မယ်အရှိက2ကြိုးကိုလွတ်လိုက်မယ်အပေါ်မှာကြိုး3ကြိုးကြက်မယ်ပေါ့နော်ခြီကိုတစ်ပတ်ရက်လိုက်မယ်ဒီအပေါက်လေးတစ်ပေါက်ထဲပဲပြန်ဝင်မယ်ခြီလေးကိုဆွဲကော်မယ်အရှိကကြိုး2ကြိုးကိုလွတ်လိုက်မယ်ဒါဆိုရင်အပေါ်မှာကြိုး4ကြိုးရှိပါမယ်အဲ့ဒါကိုတစ်ခါတည်းအဲ့လိုကြစ်လိုက်ပါနော်ပြီးရင်ဖွတ်မီတစ်ခါနှစ်ခါသုံးခါဖွတ်မီ3ခါထိုးမယ်3ခါထိုးပြီးပြီဆိုလို့ရှိရင်ဒီနာကဒီအပေါက်လေးရှိရပေါ့နော်အဲ့ဒီအပေါက်လေးထဲကိုဝင်ပြီးမှစောနာကလိုမျိုးလုပ်ပါမယ်ဆွဲကော်မယ်အရှိကျိုးနှစ်ကျိုးကိုဖြုံမယ်ခြေလေးတစ်ပတ်ရက်မယ်ဒီတစ်ပေါက်ထဲပဲဝင်ဆွဲကော်မယ်အရှိနှစ်ကျိုးဖြုံမယ်ဒါဆို2ခါလောက်တာပေါ့နော်ပြီးနောက်တစ်ခါဒီလိုမျိုးထပ်လုပ်ပါမယ်စုစုပေါင်းတိုင်ရှည်3ခါအဲ့လိုမျိုးလုပ်တယ်ပေါ့နော်ဆိုရင်အပေါ်မှာကျိုး4ကျိုးကျန်ရင်အဲ့4ကျိုးလုံးကိုချွတ်လိုက်ပါဒါဆိုရင်ဒီလိုမျိုးလေးရမယ်ပေါ့နော်ပြီးရင်ဖွတ်မီ1နဲ့3ခါထိုးမယ်စောနာကလိုပဲဒီတစ်ပေါက်ပေါ့နော်အဲ့ဒီတစ်ပေါက်ထဲမှာပြန်ပြီးမှထိုးပါမယ်အခုလိုမျိုးပုံစံအတိုင်းပဲကိုလိုချင်တဲ့အရှည်ရောက်တဲ့အထိပေါ့နော်ထိုးပြီးသွားလိုက်ပါကဲကိုလိုချင်တဲ့အရှည်အထိရအောင်ထိုးပြီးသွားပြီဆိုတဲ့အခါကျလို့ရှိရင်ဖွတ်မီတစ်ခုထိုးပြီးမှညှက်ဖြတ်လိုက်ပါမယ်စမြက်ကတော့ဒီကျိုးတန်းလန်းလေးကို18လက်မလောက်ထိုးထားရပေါ့နော်အောက်မှာကလည်းထက်ဆယ်လေးတွေပြန်တက်အောင်ပါဆိုတော့လေဒီလောက်ဆိုလို့ရှိရင်အဆင်ပြေဘူးလို့ထင်ပါတယ်ကိုစိတ်ကြိုက်လူတစ်လောက်အရှည်ကိုတုံးပေါ့နော်ဒီထက်ဆယ်လေးကိုလှုပ်ဖို့အတွက်စမြက်ကတော့တန် Q ကတ်ကလေးတုံးထားရပေါ့နော်ဒီတန် Q ကတ်ကလေးကစင်တီမီတာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကတော့6စင်တီမီတာလောက်ကတော့ရှိပါတယ်ပထမဆုံးကြိုးလေးကိုနည်းနည်းရှိရှိလေးညှက်ဖြတ်လိုက်မယ်ပြီးတဲ့အခါကျလို့ရှိရင်ဒီလိုမျိုးနှစ်ပင်ပူပြီးမှဒီတန် Q ကတ်ကလေးကိုအခုပြထားတဲ့ပုံစံလေးအတိုင်းပေါ့နော်အဲ့လိုလေးထည့်လိုက်ပါမယ်ပြီးလို့ရှိရင်ကတော့အခုလိုမျိုးလေးဒီနောက်ကြိုးတစားကိုဖိထားမယ်ပေါ့နော်အခုလိုမျိုးလေးထားမယ်ပြီးလို့ရှိရင်ဒီတန် Q ကတ်ကလေးကိုအဲ့လိုမျိုးပတ်ပါမယ်နော်စမြက်ကတော့ဒီလိုမျိုးနည်းနည်းကြီးကြီးလေးရချင်တာဖြစ်တဲ့အတွက်အခါ90လောက်ကတော့ပတ်လိုက်တယ်ပေါ့နော်ကိုစိတ်ကြိုက်အထူအပါဒီညမှာညှိလို့ရပါတယ်နော်ဒီညမှာဒီလိုကတ်လေးမရှိဘူးဆိုလို့ရှိရင်ကတ်ထူတခုခုမာတဲ့ဟာလေးကိုပေါ့နော်အခုပြတဲ့ကိုလိုချင်တဲ့အရှည် size အတိုင်းကိုညှက်လိုက်လို့ရပါတယ်နော်ဒီလိုမျိုး90ပတ်ပြီးတဲ့အချိန်မှာဆွဲကတော့ဒီဟာလေးကိုအလိုလိုလိုက်တယ်ပေါ့နော်ပြီးတော့ကတ်ကလေးကိုဖြုတ်လိုက်ပါတယ်ဒီအောက်ကပုံရဲ့ခြေလေးကိုညှက်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီစောနာကဒီအပေါ်ကဒီနှစ်ပင်လေးကိုတခါရဲဒီအကလေးတွေကိုထည့်ပေါ့နော်ထည့်ပြီးတဲ့အခါကျလို့ရှိရင်အခုဒီနေရာမှာဒီလိုမျိုးအကွင်းလေးမြင်ရလိုက်မယ်ပေါ့နော်ဒီလိုအကွင်းလေးမြင်ရလိုက်မယ်ဒီနေရာလေးပေါ့နော်အဲ့ထဲလေးကိုထည့်ပြီးမှခြေလေးကိုဒီလိုမျိုးပေါ့နော်လက်စလေးတက်လိုက်ပါမယ်နော်အခုလိုပုံစံလေးလက်စလေးတင်ပြီးမှတုပ်လိုက်ပါမယ်ပြီးလို့ရှိရင်ကတော့နောက်ထပ်ကျိုးခက်ရှည်ရှည်လေးကိုဖြတ်လိုက်မယ်ပြီးလို့ရှိရင်အခုလိုမျိုးပုံစံလေးထားမယ်ပေါ့နော်ယူပုံစံလေးထားမယ်ထားပြီးလို့ရှိရင်ဒီလိုမျိုးလေးတင်ထားမယ်ပြီးရင်အဲ့ဒါလေးကိုလက်မလေးနဲ့ဖိထားပြီးမှဒီလိုမျိုးခက်တင်လေးပတ်လိုက်မယ်ပေါ့နော်10ပတ်လောက်ဖြစ်ဖြစ်ပတ်လိုက်မယ်ကိုစိတ်ကြိုက်ပတ်လို့ရတယ်ပေါ့နော်ဒါကလည်းစိတ်တိုင်ကြလုပ်လို့ရပါတယ်
ပြီးရင်ကတော့ဒီစောနာကပတ်လာတဲ့ဒီဂျိုးလေးကိုဒီအကွင်းလေးထဲကိုအလိုထည့်လိုက်မယ်ဒီအပေါ်ကဂျိုးလေးကိုခတ်တင်တင်လေးပေါ့နော်ဒီဂျိုးနှစ်ဂျိုးကိုအဲ့လိုမျိုးလုပ်လိုက်မယ်ပြီးရင်အတိလေးညှက်ထည့်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကတော့ဒီအောက်ကဒီချီလေးတွေကိုလည်းညက်ဖြတ်ပါမယ်ညက်ဖြတ်ပြီးတဲ့အခါကျလို့ရှိရင်ချီလေးတွေညီအောင်လို့ဆိုပြီးမှပေါ့နော်တီတီရှာရှာလေးသူ့ရဲ့အတူအရှိညီအောင်လို့ဒီကတ်ကြီးလေးနဲ့လူတို့ပို့လျှော်ညက်ပြီးမှလုပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့စမြတ်တို့ဒီတလန်းလေးပြီးသွားပြီပေါ့နော်အခုဒီတန်လန်းလေးကိုစောနာကဒီကျိုးလေးနဲ့အခုစမြတ်ပြောပြထားတဲ့အတိုင်းလေးပဲပေါ့နော်သူ့ကိုချီပေးလိုက်ပါမယ်နော်အဲ့လိုလေးချီပေးလိုက်ပါမယ်ရှင်ဒါကကိုစိတ်ကြိုက်ကိုချီတဲ့နီးရှိလို့ရှင်လည်းလုပ်လို့ရတယ်ပေါ့နော်ဒါကတော့ဘယ်လိုလုပ်ရမလဲမသိဘူးဆိုလို့ရှိရင်အခုစမြတ်ပြောတဲ့ဗီဒီယိုအတိုင်းလာလုပ်ပါဒီဗီဒီယိုကတအားမြတ်နေတဲ့ဒီနေရာဆိုလို့ရှိရင် speed ကိုနည်းနည်းလေး short ပြီးမှပြန်ကြည့်လိုက်လို့လည်းရပါတယ်နော်အခုလိုတန်လန်လေးရလာပြီဆိုလို့ရှိရင်အခုစမြတ်ပြောတဲ့ပုံစံအတိုင်းပဲပေါ့နော်ဒီလောက်နေရာလေးကနေအတွင်းသားလေးတွေကိုယူပြီးမှဒီကျိုးတန်လန်လေးကိုချုပ်ပေးလိုက်မယ်ပေါ့နော်ကိုချုပ်တက်တယ်လို့ချုပ်လို့ရတယ်ဒါပေမဲ့ဒီချုပ်ရကိုအလားဘက်ကနေကြည့်လို့ရှိရင်မမြင်ရအောင်ပေါ့နော်တခြားလေးဂယုစိုက်ပြီးမှချုပ်ပေးပါနော်မခက်ပါဘူးနော်ဒီချုပ်နီးလေးရလေအခုလိုမျိုးတောက်လျှောက်လေးချုပ်ပေးလိုက်ပါမယ်ရှင်ဒါဆိုလို့ရှိရင်ကတော့စမစ်တို့ဒီအုတ်ထုတ်လေးအရင်ချစ်ဖို့ကောင်းတဲ့အုတ်ထုတ်လေးပြီးသွားပါပြီနော်အုတ်ထုတ်လေးကရောင်စုံလေးတွေနဲ့ထူထားတဲ့တလလန်းလေးတွေထည့်ထားတဲ့အခါကျတော့မိန်းကလေးတွေစောင်းလို့ရတဲ့ပုံစံမျိုးလေးဖြစ်နေတာပေါ့နော်ယောက်ျားလေးတွေစောင်းလို့ရတဲ့ပုံစံမျိုးထိုးချင်တယ်ဆိုလို့ရှိရင်တော့တလလန်းနဲ့မထည့်ပဲနဲ့တက်ရောင်နဲ့တီးတန့်ထိုးပေါ့နော်ဒါဆိုလို့ရှိရင်ယောက်ျားလေးတွေပါစောင်းလို့ရပါတယ်နော်ကဲအခုဆိုလို့ရှိရင်ကတော့အရင်ချစ်ဖို့ကောင်းတဲ့အုတ်ထုပ်လေးအစအဆုံးထိုးနီးတင်ပေးပြီးသွားပါပြီနော်ဒီကြိုးတက်လန်းလေးထက်မထက်ဒီအုတ်ထုပ်လေးကအရင်နဲ့မှလာပါတယ်ထိုးပြီးသွားပြီဆိုလို့ရှိရင်လေစုမြက်ကိုမဲရှင်းခေါ်ပြီးမှအင်စာလာပြကြဖို့မမေ့ပါနဲ့နော်အင်စာလေးတွေမျိုးနေပါမယ်ရှင်အဆုံးတိကျကျပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တတာ